မင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာမနုနုရီအင်ဝါရဲ့ရှင်ကွဲဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။တမပင်လေးတွေစီတန်းပေါက်နေတဲ့လမ်းကလေးတဲကိုမြင်းလဲချိုးကွေ့ဝင်လိုက်တာနဲ့အိမ်ရဲ့အနံ့ကိုကျမရတယ်။ဟိုးလွန်ခဲ့တဲ့အနှစ်30ကျော်ကကျစ်ဆံမီနှစ်ဖက်ချထားတဲ့ကောလိပ်ကျောင်းသူဘဝနဲ့ပြန်လာတော့ကလည်းဒီအနံ့ပါပဲလုံခြုံနှွေးထွေးတဲ့အိမ်ရဲ့အနံ့ဟာဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူးထင်ပါရဲ့ပြောင်းလဲသွားတာကတော့ကျမပဲပေါ့မျက်နှာချင်းဆိုင်မြင်းလဲမှန်ချက်လေးထဲမှာနဖူးဆန်စားတွေဖြူဖွေးစပြုတ်နေတဲ့အသက်50ကျော်မိန်းမတစ်ယောက်အိုးဟိုမှာကျမတို့အိမ်ကိုမြင်ရပြီရေနံတွေမဲဝနေတဲ့နှစ်ထပ်အိမ်ကြီးထဲမှာကျမအဖေရဲ့အမေရဲ့မမကြီးရဲ့ရှိတယ်ဝမ်းနေစရာနဲ့ပြန်ဝမ်းသာစရာနဲ့ပြန်အိမ်ကိုမြင်လိုက်တာနဲ့ဘာဖြစ်လို့များအားရှိလုံခြုံသွားရတာပါလိမ့်နော်မကြီးပင်တရက်ပင်တွေကြားမှာငြိမ်သက်တိတ်ဆိတ်နေတဲ့အိမ်ရှိမှာခဏကျမရက်နေပြီးမှဝင်တကားသွန်းဖွင့်ဝင်လိုက်တာနဲ့ကျမရင်တွေတဒိတ်ခုန်လာတယ်အမေကိုကျမဘယ်လိုတွေ့ရမှာပါလဲသူအင်မတန်ချစ်တယ်ဆိုတဲ့အငယ်ဆုံးသမီးကျမကိုအမေဘယ်လိုဆက်ဆံမှာပါလိမ့်နော်မမကြီးအိမ်ရှိတကားနာကနေမမကြီးကိုကျမတူတူခေါ်လိုက်တယ်မမကြီးကျမကိုမျောနေတယ်ထင်ပါရဲ့ချက်ချင်းပဲအောက်ထက်အိတ်ခမ်းတဲကနေထွက်လာတယ်အဲ့ဒီအိတ်ခမ်းဟာအဖေနဲ့အမေရဲ့အိတ်ခမ်းညီမိုးချုံမရောက်မယ်ထင်လို့မျက်နှာထားတင်းစကားပြက်ပြောတတ်ပြီးအင်မတန်ပါနှက်တဲ့နှခမ်းနဲ့အင်မတန်ပါလက်တဲ့ကိုခန္ဓာကိုပိုင်ဆိုင်သူကျမရဲ့မမကြီးဟာဘာမှမပြောင်းလဲသလိုပဲကျမမလာဖြစ်တဲ့တစ်နှစ်အတွင်းမှာပြောင်းလဲသွားတာကတော့မမကြီးရဲ့ဖွေးလုံနေတဲ့သပင်တွေပဲမနေ့ကအဖေနဲ့အမေရဲ့89နှစ်ပြည့်မွေးနေ့အလူမာတုန်းကမမကြီးသပင်တွေဒါလောက်မဖြူသေးပါဘူးမမကြီးကကျမအထက်ကအဖက်မတင်နဲ့အမနှစ်ယောက်ရဲ့အထက်အေးလီမမကြီး58နှစ်ရှိပြီပဲ60နာနီးပေါ့ဒါဆိုအကိုကြီးကအသက်60ရှိခဲ့ပြီပေါ့နော်အမေရောမမကြီးဒေါ်လေးတို့အိမ်မှာသူတို့ညီမတွေငယ်ငယ်ကဟာတွေတတိရတယ်ထင်ပါရဲ့အေးဖျားပွဲသွားမလို့တဲ့ပိုးလုံးကြီးတွေဘာတွေထုတ်ဝစ်ပြီးဇွတ်ထွက်သွားတာပဲကျမရင်တဲ့တမျိုးကြီးခံစားရတယ်ပြီးတော့အဖေကိုချက်ချင်းတတိယလိုက်မိတယ်အဖေကိုရောမမကြီးဘယ်လိုလဲရင်အလင်းဆက်လို့မေးလိုက်တဲ့ကျမကိုမမကြီးကဘာမှမပြောပဲအတန်ပြက်နဲ့လာတဲ့အဖေနဲ့အမေအိတ်ခမ်းတွေကိုရှေ့ကဝင်သွားတယ်မြန်မာစေးနဲ့ဖျားပန်းနဲ့ပြီးတော့အဖေနဲ့အမေရဲ့အနံ့တွေလွှမ်းခြုံထားတဲ့အခန်းတွေကကနုတ်ပန်းအခက်အနွယ်တွေနဲ့အဟောင်းနှွမ်းရှိကြခန့်ညာလာတဲ့ကျွန်းကရင်ကြီးပေါ်မှာအဖေအိပ်ပျော်နေရှာတယ်အဖေနေမကောင်းဘူးလားဒူးနာတာကရောအေးဟုတ်တယ်ဒူးကတော့ဒီလိုပါပဲအေးအမေကအဖေကိုလုံးမမှတ်မိတော့ဘူးဘာရဲ့အိုးတကယ်ပဲလားမဖြစ်နိုင်လိုက်တာအမေကလားအဖေကိုညီဒီမှာကြာနေနိုင်ရင်တော့ကောင်းမှာပဲနေနိုင်ပါတယ်နေလဲနေရမှာပဲမမကြီးရဲ့ကျမအားကိုးတိုင်တဲဖို့ဟန်ပြင်လိုက်တဲ့ကျမစကားတွေကိုမမကြီးဘယ်တော့မှနားမထောင်ပါဘူးငါအမေကိုတော့ခေါ်လိုက်အောင်မယ်ညီအဖေနာစောင့်လိုက်အောင်ပြန်မထမင်းစားကြတာပေါ့အကိုကြီးတို့အိမ်ကထမင်းပို့တယ်လာရင်ယူထားလိုက်စကားဆုံးတာနဲ့မမကြီးခန္ဓာကိုပပလေးအခန်းပြင်ဘက်ကိုလစ်ခနဲ့ပျောက်ကွယ်သွားခဲ့တယ်အဖေကရင်ဘေးကပက်လက်ကလက်ထိုင်လေးပေါ်မှာကျမကိုခန္ဓာကိုပုံချလိုက်မိတယ်မမကြီးဟာကျမတို့နှစ်ယောက်ကိုခုထိခွင့်မလွတ်နိုင်သေးဘူးလားမမကြီးမှာတရားမရှိနိုင်သေးဘူးလားအနွေးတဲ့အင်ကြီးအိတ်ထောင်တွေကကျမရဲ့ခီးဆောင်စာအုပ်ကလေးကိုထုတ်လိုက်တယ်ဗုဒ္ဓယဉ်ကျေးမှုအခြေခံတဲ့စာအုပ်ရဲ့ပထမစာမျက်နှာမှာမမကြီးနဲ့အဖေတို့အမေတို့ကမုံနဲ့ကျမချစ်လင်ရဲ့လက်ရည်ဆောင်တွေကိုမြင်ရတယ်ချစ်စနီခင်ထွေးရဲ့အသက်50ပြည့်မွေးနေ့တို့တဲ့ဖျားရှိမခိုးတဲ့ဖျားစာမရတဲ့တရားလဲမထိုင်ပတိလဲမစိတ်တဲ့ကျမချစ်လင်ရဲ့အံ့ဩစရာမွေးနေ့လက်ဆောင်လွန်ခဲ့တဲ့တစ်ပတ်ကကြားရောက်ခဲ့တဲ့52နှစ်ပြည့်ကျမရဲ့မွေးနေ့မှာအထီးကျန်ခြင်းကိုကျမအတွက်မွေးနေ့လက်ဆောင်ပေးခဲ့တဲ့ကျမရဲ့ချစ်လင်စာအုပ်လေးကိုတစ်ဖြက်လန်လောရင်းဒါရဏပိတ်ကိုအာယုံပြုတ်ဖတ်ဖို့ကျမကြိုးစားတယ်15ပေ50ရှိတဲ့အခန်းလေးတစ်ခုခက်နွမ်းပတိဘောကအနှင်းငယ်ကျမနဲ့တချို့လူတွေမုန်းပြီးသူမျက်နှာကိုကွယ်တဲ့စာအုပ်တွေအပြည့်နေရအနက်ပုံစံအမျိုးမျိုးဆေးလိပ်ခွက်တွေအလွန်တက်ပေတဲ့ဖျားဆောင်လေးတစ်ခုလည်းရှိတဲ့ဒီအခန်းလေးထဲမှာ
အိမ်တောင်တက်အနှစ်30နီးပါးကျမတို့ဖြတ်တန်းခဲ့တယ်ကျမကောလိပ်ကျောင်းသူဘဝတပိုင်းတစားနဲ့သူ့နောက်ခိုးရလိုက်ခဲ့ကလေးကတစ်ဖက်ကကျူရှင်ပြရင်သူလှုပ်ချင်တာတွေလှုပ်ရင်ချို့တဲ့မှုတန်ကိုခါးစည်းမခံနိုင်တဲ့ကျမကအိမ်ပြန်လက်ဖြတ်ရင်ဒီအခန်းလေးထဲမှာဒင်းတွေးကိုငါတို့ချစ်နေရအောင်မယ်နင်တို့သားသမီးမရပါစေနဲ့လို့ဆိုတဲ့မမကြီးကျိန်စာကလည်းကျမတို့ကိုထိခဲ့တာကိုနော်စာအုပ်လေးကိုကျမပိတ်လိုက်တယ်မတိမတာလူးလွန်လိုက်တဲ့အဖေကိုကြည့်ရင်ကျမဝမ်းနေလာတယ်ကျမဘယ်သူကိုပြောရမလဲညတဲ့ကောင်ရဲ့စုညံလောက်ခါနေတဲ့လူခေါ်ကြီးခေါင်းလောင်းတန်ပြီးတော့ဒဇိန်တွေနဲ့အတူကျမရှိကဖြက်ခနဲပျောက်ကွယ်သွားပြီးအထီးကျန်ခြင်းကိုကျမအတွက်ထားရစ်ခဲ့တဲ့ကျမချစ်လင်းကျမသိကြောက်တာပဲအဖေသူဒါဆိုရင်တော့ကျမကိုပြောအောင်မယ်မင်းဟာဘယ်တော့မှကြီးပြင်းမဲ့မိန်းမမဟုတ်ဘူးလို့မောင်စားပြုတ်လာတဲ့အခန်းထဲမှာမီးဖွင့်ဖို့ကျမထားလိုက်တယ်မီးဖွင့်ပြီးအဖေကတင်နာကျမပြန်လာတော့အဖေကနိုးနေပြီဒါပေမဲ့အဖေကျမကိုဘာမှမပြောခဲ့ပါသူ့မျက်လုံးတွေဟိုဟိုဒီဒီလိုက်ကြည့်နေတယ်ပြီးတော့မှညီအမေရောတဲ့ကျမငေဘဝတစ်လျှောက်လုံးကြားခဲ့ရတဲ့အဖေရဲ့ရည်ရွတ်တံကျမဘာပြောရမလဲအမေလားအဖေကျမစကားထင်နေစေအဖေမျက်နှာဖြက်ကနေညှိုးနွမ်းသွားပြီးမျက်လုံးတွေပြန်မိတ်ပြစ်လိုက်တယ်ကတင်ပေးစပွဲလေးပေါ်ဓာတ်ဘူးလေးတွေကနွမ်းတို့ကိုအဖေတောက်နေကြလက်ဖေးပကံပြားအပတ်လေးတဲ့ကျမငဲ့ထဲလိုက်တော့စိတ်ချနဲ့ဖြန်ကြလိုက်ပိုးပါမယ်လို့ဆိုဟောမမကြီးအတန်အမေလာပြီလားအဖေမျက်လုံးတွေပြန်ပွင့်လာတယ်ကျမရင်တွေလည်းတဒိတ်ဒိတ်ပြန်ခုန်လာတယ်အမေဘယ်လိုဖြစ်နေမှလဲလာပါအမေရဲ့အခန်းဝမှာမမကြီးနဲ့အမေရုတ်တရက်ပေါ်လာတယ်အမေပေရီတော့ပါပြင်မှာတနက်ခါတွေနဲ့အမေကကျမကိုစိမ့်စိမ့်ကြည့်နေတယ်လန်းဆန်းတက်ကြွမှုတစ်မျိုးပူကက်နေတဲ့အသက်60အရွယ်ကျမရဲ့အမေဟာကျမကိုကြည့်ရာကအဖေစီကိုဖြက်ခနဲလန်းကြည့်လိုက်တယ်ပြီးတော့ကျမငဲလက်ဆနွားနို့ပကံပြားလေးပေါ်အိုးအမေတတိရပါစေကျမမျက်စိထဲမှာအဖေမေးစီအောက်ကလက်ကင်ပေါ်ဟာလေးခမ်းပြီးနွားနို့ပကံပြားလေးကိုတိုက်နေတဲ့အမေအဖေတူးကိုအမြဲတမ်းနှိပ်ပေးနေတဲ့အမေနင့်အဖေရောဆိုတဲ့အမေပူပန်တန်နဲ့ကြာရခတ်အမှုအရာကျမအမေကိုမျောလင့်တဲ့ကြီးကြည့်မိတယ်ပြီးတော့နွားနို့ပကံကိုကျမကောက်ကင်လိုက်ရင်ရော့လေအမေအဖေကိုကျမစကားမဆုံးခင်မှာပဲအမေဟာအဖေကိုလက်ညှိုးငေါငေါထိုးလိုက်တယ်ဒီဖိုးကြီးကဘယ်ကလဲသူများအိမ်မှာဘာလာလုပ်နေတာလဲခုထိမပြန်သေးဘူးလားမိုးချုပ်လာပြီအိုးအမေမျက်စိစုံမိတ်လိုက်တဲ့အဖေမျက်နှာကိုကျမတသက်မမေ့နိုင်တော့ပါဟဲ့အဖိုးကြီးကို့အိမ်ကိုပြန်လေမိုးချုပ်လာပြီဆိုအသားရည်တွေကဖြူဖက်ဖြူရောနဲ့အဲ့ဒါဘယ်ကတရုတ်အဖိုးကြီးလဲဟင်ဘယ်ကလဲမမကြီးကအမေကိုအတင်းဆွဲခေါ်သွားတယ်အဖိုးကြီးပြန်တော့ဆိုတဲ့အမေအော်တန်တဲ့တဲ့ကိုကျမတကယ်ကြားနေရတာပါလားအမေဟာအဖေကိုလုံးမမှန်းမိတော့ဘူးဖြစ်နိုင်ပါမလားအိမ်တော်တက်အနှစ်50ကျော်တလျှောက်လုံးအမေဟာအဖေကိုဘလောက်မျက်နှာခဲ့တယ်လဲဘလောက်ယူရခဲ့တယ်လဲညီတို့အမေညီတို့အဖေကိုယူရပုံများတော့ငါတို့တက်တက်တွေ့ဘူးပေါင်အေးကြည့်နေတယ်ဆိုတာမျိုးပေါ့ညီတို့အဖေဟာလေထမင်းတို့ဟင်းတို့လက်ဖေးချိုတို့ကော်ဖီတို့ဆိုတာတွေဟာပကံပြားပကံလုံးထဲမှာဖြစ်တာလို့သိတော့တာသူရှိမှစားစရာတောက်စရာချထားရင်မစားတတ်တော့ဘူးညီအမေကကောက်ယူပြီးရော့ကိုမောင်တန်းစားလီဆိုတော့မှစားတာတခါများညီတို့အမေကထမင်းပွဲပြင်ပေးခဲ့ပြီးဧည့်သည်လာလို့ဧည့်သည်နဲ့စကားပြောနေတယ်တော်တော်လေးကြာသွားတယ်ဧည့်သည်ပြန်တော့မှထမင်းစပွဲစီဝင်လာတော့အမလီတော့ပြောချင်မူမောင်မင်းကြီးသားထမင်းဝိုင်းမှာဒီအတိုင်းငုတ်တော့ညီအမေကစားလို့မပြောသေးလို့အဖြစ်ကတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာမို့လားမသိပါဘူးအေးစီးပွားကလည်းဖြစ်လိုက်တာညီအမေမတ်ထိုက်ကလည်းတော်ပါပြီတဲ့တန်ထိုက်တစ်ဆက်ဆိုတာတနယ်လုံးဟိုးဟိုးကြော်ပေါ့ညီအဖေဒူးမဖြတ်ရတာလေညီအမေကြောင့်ပဲညီမွေးပြီးစားလီပေါ့ညီအဖေဖြစ်တာမြို့ပြင်တန်လန်းတွေစီသွားပြီးကန်ထရိုက်တွင်ရဖို့ဇလီဖားတုံးတွေကိုတွားကြည့်တာလေမြို့ဝင်လမ်းမှာမကြီးပင်ကြီးတွေကိုလဲပြီးထင်းလုံနေကြတဲ့ညီအဖေကကားလေးနဲ့တဲ့မောင်းတဲ့လူလည်းရှိပါတယ်အဲ့ဒါလွတ်ပါတယ်ဆိုပြီးကားဖြတ်မောင်းတာတခါတည်းမကြီးပင်ကြီးတပင်ကသူ့ကားပေါ်တက်တက်ကြတော့တာကားလေးဟာတခါတည်းပြားချက်သွားတော့တာပဲမောင်နဲ့လူကလည်းပွဲချင်းပြီးပေါ့ညီဖေကနောက်ခန်းမှာထိုင်လာတော့လူတော့မသိဘူးကားထဲမှာခြေထောက်တွေညက်နေတာဆွဲထုတ်လို့မရဘူးအမလီညီမေကဘယ်လောက်တက်တိကောင်းတယ်မဲ့လဲဒါလောက်ချစ်တဲ့ယောက်ျားနော်ဥမောင်တန်းကြီးကမကြီးပင်ပြီးလို့တယ်ဗျို့ဆိုပြီးကြတော့ငိုလိုက်မယ်မှတ်လား
ညီကိုရင်ခွင်တဲကချပြီးတစ်ဆက်ကိုပြေးတာပဲတစ်ဆက်ကရှိတဲ့မြလူခေါ်တစ်လုံးမတဲ့ဟာကြီးတွေယူပြီးအကုန်စီစဉ်တာဟိုရောက်တော့ညီအဖေကလေပေါ်နေတဲ့ကောင်လေးတရမ်းရမ်းနေတဲ့ဟာမထိုက်ငါပြန်လာပေါ့ကွာဘာလို့လိုက်လာတာလဲလို့ပြောသေးတယ်တခါတည်းဒစချင်းဆွဲဖယ်ပြီးမှလူကိုထုတ်ရတာခြေထောက်နှစ်ဖက်စလုံးအယိုးတွေကျိုးကုန်နေအိုးကုသိုလ်ရလိုက်တဲ့အမျိုးမက်ရွှေထိုက်တို့ကတော့လူအားရောငွေအားရောဒါပေမဲ့ဆရာဝန်ကမရဘူးဖျက်ပြရမယ်ဆိုပြီးပြောတာအဲ့ဒါညီအမေကမဖျက်ပြရစီနဲ့အောင်သူစ조사ကြည့်ပြရစီအောင်ဆိုပြီးဆေးဆရာရှာတာလေနောက်ဆုံးတော့ညီအမေမြစ်တာကြောင့်ထင်ပါရဲ့ရှမ်းဆရာကြီးတယောက်နဲ့တွေ့ပြီးဆေးစီးတာနဲ့အယိုးတွေပြန်ဆက်ပြီးခြေထောက်မဖျက်ရတော့ဘူးအဲ့ဒီကတည်းကညီအမေညီဖေခြေထောက်တွေကိုအမြဲတမ်းနှိပ်ပေးတဲ့အကျင့်ဖြစ်သွားတော့တာပဲညီအဖေပက်လက်ကလက်ထိုင်ပေါ်ထိုင်တာနဲ့ဘေးကနေပြီးနှိပ်ပေးနေတော့တာပဲတစ်ဆက်အလုပ်တွေကိုလည်းမလုပ်နိုင်တော့ဘူးကျမတို့ငငယ်တုန်းကမိမိညီမဒေါ်လေးတိုက်ပြောပြတတ်တဲ့အဖေနဲ့အမေအကြောင်းဟာအိယာဝင်ပုံပြင်တွေလိုနားထောင်လို့တိတ်ကောင်းခဲ့တာပေါ့ကျမတို့ကြီးတဲ့အထီလဲသမီးတွေကြွေးတာတောင်မစားပဲအမေကြွေးမှစားတာတဲ့ခဏလေးအမေမမြင်တာနဲ့ညီအမေရောလို့မေးတတ်တဲ့အဖေကိုကျမတို့ရေပွဲဖွဲ့လို့မစုံနိုင်ခဲ့ပါဘူးအဖေနဲ့အမေညအိမ်ညနေခွဲပြီးခရီးသွားတာကိုလေကျမတိသက်စအရွယ်ကလေးကတခါမှမတွေ့ခဲ့ပါဘူးအမေတက်ဆက်သွားတဲ့အချိန်လောက်ပဲခဏခွဲနေတာအကိုကြီးအိမ်အောင်ကြပြီးတက်ဆက်ကိုဦးစီးနိုင်တာနဲ့အဖေနာမှာပဲအချိန်ပြည့်နေတော့တာပဲပက်လက်ကလက်ထိုင်ပေါ်မှာအဖေထိုင်ပြီးကျမ်းပြင်ပေါ်မှာအမေကကြုံကြုံကလေးထိုင်ပြီးအဖေခြေထောက်တွေကိုနှိပ်ပေးနေတဲ့မြင်ကွင်းဟာကျမတို့အမြဲတမ်းတွေ့နေကြမြင်ကွင်းပေါ့အမေရဲ့အိတ်မပြောနိုင်တဲ့ကျမစိတ်ပတိတစ်ကြောက်ကြောက်စိတ်ရင်ဘယ်ညာလူးလိတ်နေမိတယ်အဖေအိတ်ပျော်ရှာရဲ့လားအဖေနဲ့အမေတခါမှခွဲမအိတ်ဘူးနော်အထီးကျန်ခြင်းဝေဒနာဆိုတာကိုအမေမသိပါဘူးအမေရဲ့တိတ်ဝမ်းနေစရာကောင်းတာအဖေချောင်းစိုးတန်ကကျမကိုပိုဝမ်းနေလာစေတယ်စိတ်ကြလာတဲ့မျက်ရည်တွေကိုကျမလက်နဲ့ပုတ်တုပ်လိုက်တော့စိတ်ပတိမှာပါမျက်ရည်တွေရောနှောဆွတ်ဆွကုန်နေနည်းနည်းလောက်တော့တောက်လိုက်ပါအဖေရဲ့နော်အဖေညကလည်းဘာမှစားတာမဟုတ်ဘူးနန်းတို့လေးတော့နည်းနည်းလေးနော်အဖေနော်မနဲ့လင်းတဲ့ဆိုကလေးကကျမဘယ်လိုပဲစူးစားတိုက်တိုက်နွမ်းတို့ပကံကိုအဖေခေါင်းရမ်းလို့ကြီးနေတော့တယ်။ပါဇက်ကမမေးပေမဲ့အဖေမျက်လုံးတွေကအခန်းဝကိုကြီးကြည့်လို့နေတယ်။အဖေရဲ့ပက်လက်ကလက်ထိုင်ပေါ်ပြောင်းထိုင်ရအောင်နော်အဖေကျမရွှေ့ပေးမယ်။ဒါမှအဖေအညောင်းမမိမှာအဖေခေါင်းရမ်းနေတဲ့ကြားထဲကပဲကျမအဖေကိုပက်လက်ကလက်ထိုင်ပေါ်ကိုအတအရာသွဲပို့ဖို့စူးစားနေတော့ဟေးအဖိုးကြီးမပြန်သေးဘူးလားအခန်းဝါကနေရုတ်တရက်ပေါ်လာတဲ့အမေအတန်ကြဲကြဲကြောင့်အဖေရောကျမပါလှန့်ဖြန့်တုံရင်သွားခဲ့ပါတယ်။ပိုးလုံးကြီးအစိမ့်တွန့်တွန့်ဖြူညစ်ညစ်ပဝါကိုကြကြနနခြုံထားတဲ့အမေကအဖေကိုကြည့်နေတယ်။အဖေကတော့အမေကိုမကြည့်ပါဘူး။အဖေကိုပက်လက်ကလက်ထိုင်ပေါ်သွဲချထိုင်ခိုင်းပြီးတာနဲ့အခန်းထဲကိုဖြိုးဖြိုးဖြက်ဖြက်နဲ့ဝင်လာတယ်။ပြီးတော့အဖေဘေးနာကျမ်းပေါ်မှာထိုင်ချလိုက်တယ်။ပြီးတော့အဖေခြေထောက်တွေကိုဖြည်းဖြည်းချင်းအိုးအမေကျမရဲ့ဝမ်းသာအားရတန်တဲ့အတူအဖေမျက်နှာကြည်လင်သွားပုံဟာလဲမယုံနိုင်လောက်အောင်ပါပဲဒါပေမဲ့အမေကလေဒီအဖိုးကြီးကတို့အိမ်ဘာလို့လာနေတာလဲသူ့မှာအိမ်မရှိဘူးလားမြန်မြန်ပြန်လွတ်လိုက်စမ်းဘယ်ကလေဒီအဖိုးကြီးဟာအမေရဲ့ပါဇက်ကပြောချင်တာတွေတွင်တွင်ပြောပြီးအဖေခြေထောက်တွေကိုဖြည်းဖြည်းချင်းတရွတ်တရနှိပ်ပေးနေတဲ့အမေကိုမကြည့်ချင်တော့ပါဘူးအမေအခန်းထဲကပြန်ထွက်သွားတာနဲ့ကရင်ပေါ်ကဇာချန်အောင်ထူထူအောက်ကိုအဖေပြန်ဝင်သွားခဲ့တယ်။ဘာမှလည်းကြွေလို့မရဘူး။နေ့လေလောက်ကြတော့အဖေကိုနွမ်းနိုးနဲ့မုံလေးကြွေဖို့ကျမနဲ့မမကြီးစူးစမ်းရပြန်တယ်။အဖေကတော့ခေါင်းရမ်းမြဲအပေါ့အပါသွားပြီးတာနဲ့ချန်အောင်အောက်ကိုပဲပြန်ဝင်ဖို့လုပ်နေတော့တာပဲ။ပက်လက်ကလက်ထိုင်ပေါ်ကိုရွှေ့လို့အဖေပက်လက်ကလက်ထိုင်ပေါ်ရောက်တာနဲ့အမေရဲ့လေဘုံဆိုပေါက်ချလာပြီးဒီအဖိုးကြီးမပြန်သေးဘူးလားဘယ်ကလဲဒီအဖိုးကြီးနဲ့ပါဇက်ကဘာရီပြောအမေကအဖေပက်လက်ကလက်ထိုင်ဘေးမှာထိုင်ပြီးယူရနှိပ်နေပါပြီအမေရဲ့မမကြီးကမျက်ရည်တွေကျနေတယ်မျက်နေကြတော့လေခြံအောင်ထဲကမထွက်တော့တဲ့အဖေကိုကျမဇွတ်ချော့မော့ပြီးအပြင်ကိုခေါ်ထုတ်ရပြန်တယ်ကျမမျက်ရည်တဝဲဝဲနဲ့တိုက်တဲ့နွမ်းနို့ပကံကိုဒီတခါတော့အဖေကကြည့်တယ်ပြီးတော့ကျမကိုတေချာစိုက်ကြည့်နေပြီးပက်လက်ကလက်ထိုင်ပေါ်ပို့ပြတယ်ကလတ်ထိုင်ပေါ်ရောက်ပြီးမှအဖေပြန်ထတယ်အိယာပေါ်ကိုဇွတ်လက်ညိုထိုးပြနေတယ်ပို့တဲ့အဖေကလည်းနွမ်းနို့လေးတောက်ပြီးမှပြန်အိပ်ပါဒီမှာခဏလေးနေလိုက်ပါအောင်
အဖေကောင်းကိုရမ်းပြီးကျမကိုတနာစရာကြေကွဲစရာအကြည့်နဲ့မော့ကြည့်တယ်ပြီးတော့မှတိုးတိုးလေးညီအမေအမြင်ရင်အဖေကိုနင်လိုက်မယ်တဲ့။အိုးအဖေရဲ့ကျမရုတ်တရက်ဘာမှပြန်မပြောနိုင်အောင်စိတ်ထိခိုက်ရတယ်။အေးဆက်ဆက်အဖေလက်တွေကိုကျမကျင်ကျင်နာနာကင်ထားလိုက်တော့မှပဲအမေရဲ့လေမိတိုက်ကအေးတိတ်ညစ်တာပဲတော်ပြီဒီကောင်မနဲ့နောက်မကန်စားဘူး။ဒေါ်လေးတိုက်တို့အိမ်ကအပြန်အကြီးအကျယ်အော်ဟစ်တောင်ကျန်းလာတဲ့အမေကအဖေအခန်းဝကိုတော့တန်တန်မတ်မတ်လာတယ်။ပက်လက်ကလေးထိုင်စီကိုလည်းတန်တန်မတ်မတ်ပြီးတော့အဖေခြေထောက်တွေကိုလည်းတယူတရဒါပေမဲ့အဖေကိုစူးစူးကြည့်လို့ဟဲ့အဖိုးကြီးသူများအိမ်ကိုအားမနာဘူးလားမရှက်ဘူးလားပြန်มาတော့လားကိုယ့်အိမ်ကိုမပြန်ရင်လေမပြန်ရင်အမေကနှိမ့်နေတာကိုရက်ပြီးခဏစဉ်းစားတယ်ပြီးတော့မှအားရပါရဆက်နေရင်ရိုက်ထုတ်မယ်ဟေးတဲ့အမေကလည်းနော်မမကြီးနဲ့ကျမကစိတ်ထိခိုက်ညှဉ်းညူးပေမဲ့အဖေဟာဒီတခါတော့ထူးထူးဆန်းဆန်းမျက်နာမလွဲပဲအမေကိုစိုက်ကြည့်နေခဲ့တယ်ဒါပေမဲ့အဖေမျက်နာကတော့ကြေကွဲစရာအကောင်ဆုံးဝမ်းနည်းစရာအကောင်ဆုံးမျက်နာအဲ့ဒီညမှာပဲအဖေဆုံးသွားရှာပါတယ်ဗဒင်းပေါက်ကဝင်တဲ့လေအရှိန်နဲ့တစ်ဖြက်ဖြက်လွင့်နေတဲ့ဇာချင်နောင်ကိုကျမနဲ့မမကြီးမွေရအောင်မှာတက်တက်ရရက်ဖိလိုက်ကြတယ်ပက်လက်ကလေးထိုင်ကိုလည်းနေသားတကြကဒင်မေးကစပွဲလေးပေါ်မှာလဲနွမ်းနိုးတက်ပူလေးနဲ့ပကံပြားလေးကိုအဖေရှိနေတုန်းကလိုပဲတီတီတက်တက်ချထားပါတယ်အခန်းဝါကကြီးလိုက်ရင်ခြင်အောင်ထဲမှာအဖေရှိနေတယ်လို့ပေါ့နော်မမကြီးစီကကြိတ်ပြီးရှိုက်တန်ကြားရတယ်ငါ့ကိုဘာဖြစ်လို့မိတိုက်တို့အိမ်ညအိတ်ခိုင်းရတာလဲပျော်စမ်းပါဟဲ့ဟောအမေပြန်လာပြီအမေပြန်လာရှာပြီမမကြီးကမျက်ရည်တွေကိုကြပြကြရတုတ်တယ်အမေကိုခေါ်လာတဲ့အကူကြီးရဲ့အမေကလည်းဗျာဆိုတဲ့စိတ်မကောင်းတန်ကိုကြားရတယ်သူများအိမ်မှာအပြိုအရွယ်ကလေးညသွားအိမ်လို့မကောင်းဘူးဆိုတာနင်တို့မသိဘူးလားငါတစက်မှအိမ်မပြောဘူးဒီညညတာစက်အိတ်ရရင်မိတိုက်တို့အိမ်မီးနဲ့အရှို့ပဲကျမနဲ့မမကြီးအခန်းထဲကမြင်မြန်ထွက်လိုက်ကြတယ်ဧကန်ထဲမှာအမေကဆွဲထားတဲ့အကူကြီးလက်တွေကိုယုံဖယ်လို့ဒီမှာထိုင်ရအောင်လေအမေကခေါင်းကိုတွတ်တွတ်ခါရင်းကျမနဲ့မမကြီးကိုလန့်ကြည့်တယ်ပြီးတော့ကျမတို့နှစ်ယောက်ကြားကဖြတ်ပြီးအိတ်ခမ်းစီကိုတန်တန်မတ်မတ်အမေကျမလွတ်ခနဲ့ခေါ်လိုက်ရင်အမေနောက်မြင်မြန်လိုက်ခဲ့တယ်အမေကအခန်းဝါမှာရက်ပြီးကဒင်ကိုငေးကြည့်နေတယ်ပြီးတော့အခန်းထဲဖြည်းဖြည်းချင်းဝင်သွားတဲ့အမေကိုနောက်ကနေကျမတို့မောင်နှမ3ယောက်အသက်မရှူပဲကြည့်နေမိကြတယ်အမေကကဒင်ကိုတပတ်ပတ်လိုက်တယ်ပြီးတော့ပက်လက်ကလက်ထိုင်လေးကိုလက်နဲ့ထိကြည့်တယ်ပြီးတော့အခန်းထဲကိုလက်ပတ်ကြည့်ရင်ဖျားစင်ဇပွဲခုံအောက်ထောင်ထားတဲ့အဖေဓာတ်ပုံကိုမြင်တော့ဟက်ပက်ပက်ရေချလိုက်တယ်အမေကလည်းဗျာအကူကြီးကတက်ပြင်တက်ချက်ကိုချလို့ကဒင်ဘေးကပက်လက်ကလက်ထိုင်ပေါ်မှာခြေပြစ်လက်ပြစ်ထိုင်ချလိုက်တယ်အဖေဓာတ်ပုံကိုကြည့်နေတဲ့အမေဟာဒီဘက်လဲလိုက်တာနဲ့ပက်လက်ကလက်ထိုင်ပေါ်ကအကူကြီးကိုလည်းမြင်ရောအံ့ဩသလိုမျက်နှာပြောင်းလဲသွားရင်ပက်လက်ကလက်ထိုင်ဘေးကိုချက်ချင်းရောက်လာတော့တယ်ပြီးတော့ကြုံကလေးနဲ့အကူကြီးခြေထောက်တွေကိုဖြည်းဖြည်းချင်းတယူတရနှိပ်တော့တာပါပဲအမေအကူကြီးကသူ့မျက်နှာကိုလက်ဝါးနဲ့အုပ်လိုက်တယ်အမေကတော့အာရပါရနှိမ့်နေရင်ကနေအကိုကြီးစီကတအေးအေးရှိုက်တန်ထွက်လာတော့တဖြည်းဖြည်းချင်းအကိုကြီးကိုမော့ကြည့်တယ်ပြီးတော့ဘာမှမဖြစ်တယ်လို့ဆက်နှိပ်ပြန်တယ်ဒါပေမဲ့တဖြည်းဖြည်းလှုပ်ရှားနေတဲ့အမေလက်ချောင်းပိန်ပိန်လေးတွေနေကွေးသွားပြီးခဏနေတော့ဆက်ခနဲထပြီးအခန်းထဲကထွက်သွားတော့တယ်ခင်ထွေးသမီးအဖေအိယာစီတို့လမ်းလိုက်တဲ့အမေကြောင့်ကျမတကူလုံးတုံလှုပ်သွားခဲ့တယ်အမေနက်နက်လင်းစားမောင်ရီရီအလင်းရောင်အောက်မှာအမေရဲ့လေခြင်အောင်မေးမှရက်လို့အမေမနိုးခင်အဖေအိယာကိုနေသားတကြားဖြစ်အောင်လို့ကျမအစောကြီးထလာခဲ့တာအမေကရင်ဘေးမှာတည်ငြိမ်ခန့်ညားစွာစိုးရိမ်ပူပန်ကြီးတတ်တဲ့အမှုအရာနဲ့ရက်နေတဲ့အမေဟာကျမတို့ရဲ့အလင်းငါအမေပဲလားသမီးကျမနားကြမလွဲပါဘူးနော်အမေနာကိုတိုးကဲ့ရင်အမေလက်တွေကိုဝမ်းသာအားရကျမဆွဲယူမိလိုက်တယ်။အိုးအမေလက်တွေအေးဆက်နေတာပဲ။ဖယ်စမ်းမှာအမေကသူ့လက်တွေကိုပြန်ဆွဲယူရင်အလင်းစလိုနိုင်လာတဲ့ဟိုတုန်းကအမေလေးတန်းနဲ့ညီအဖေရောညီအဖေပဲမလဲညီအဖေပဲရောက်သွားလဲဖះကျမဘာပြောရမလဲအမေလေးကျမလက်တွေကိုဆွဲခါလှုပ်ရမ်းနေတယ်ပြောလေညီအဖေရောလို့ဆို
အဖေရှိပါတယ်ဘယ်မှာလဲရှိပါတယ်အိုးမရှိပါဘူးငါအာယုံတက်ကြတဲ့ကညီတို့မနိုးခင်ကြတဲ့ကလိုက်ရှာနေတာတဲ့အိမ်လုံးနှံ့နေပြီပြောစမ်းပါအေးဘယ်မှာလဲညီတို့ဘယ်ကိုပို့ထားကြသလဲဟင်မပို့ပါဘူးအမေရဲ့အိုးအေးမျက်ရည်တွေလိမ့်စင်ကြလာတဲ့ကျမကိုအမေကစိတ်မရှိသလိုတွန်းလိုက်ပြီးအမေခန္ဓာကိုယ်လေးဟာကဒင်ပေါ်ကိုအဝတ်ပြော့လေးတစ်ခုလိုပုံကျသွားခဲ့တယ်အမေတင်ထားတဲ့ဇာချင်အောင်အောက်ကအိယာရဲ့ဘယ်ဘက်ချမ်းပေါ်မှာခွေခွေလေးအမေမျက်နာကအစမတန်အိုမင်းနွမ်းနယ်နေပြီးအမေမျက်လုံးမှာဒေါသနဲ့စိုးရိမ်တော့ကတွေအမေစီမှာပူကက်နေတဲ့လန်းဆန်းတက်ကြွမှုတစ်မျိုးဘေးရောက်သွားပြီလေအမေကချင်အောင်အမိုးကိုအကြာကြီးစိုက်ကြည့်နေရကနေကျမဘက်ကိုစက်ခနဲလဲကြည့်လိုက်တယ်အသက်ရှင်ရတော့ငါတို့ကိုခွဲမထားကြပါနဲ့အေးအမေရဲ့တောင်းပန်ညီညွတ်တန်ဟာကျမကိုနာကျင်စေတယ်ရှင်ခွဲကွဲရတဲ့ဒုက္ခကိုညီတို့မသိပါဘူးအိုးအမေရဲ့ကျမမသိပဲရှိပါမလားကျမခံစားနေရတာပဲအမေလိုကျမပောက်ကွဲပြရစီတော့အမေနားထောင်ပါနော်တစ်ဖက်ဆောင်သွားတဲ့အမေရဲ့လက်တွေကိုကျမဆွဲယူလိုက်တဲ့အခါအမေအသက်မရှိတော့ပါဘူးနုနုရီအင်းဝကျေးဇူးတင်ပါတယ်ရှင်